Merry Christmas to you all ဒီနေ့ကတော့ Christmas ဖြစ်တဲ့အတွက်စကားစီချက်ခောက်ဆွဲလေးအိမ်မှာလှုပ်ရှားဖြစ်တဲ့အတွက်စကားခောက်ဆွဲလေးစီချက်ခောက်ဆွဲလေးလုံနည်းကိုမျှဝေဖြစ်သွားဖြစ်ပါတယ်ရှင်စိတ်ဝင်စားသူပေါင်းဆက်လက်ကြည့်ရှုပေးပါအောင်ရှင်ဟိုလိုကောကောအဲ့ဒါတွေကလည်းပြောရင်ဆိုင်အောင်ဖွင့်လို့ရတယ်တဲ့ကျမလည်းရအောင်အရင်စကောင်းလို့လေကျမွေးချဖို့ရန်ကျက်သွန်ပြူလေးကိုညက်နေအောင်ထောင်းထားပေးပါမယ်ရှင်။ရှောက်ခေါ်သီးလေးတွေကိုအားလေးဖြစ်အောင်ခုလိုလေးထူထားပေးပါမယ်ရှင်။အခုဆိုရင်ရှာကောရောပါကောရောကျက်သွန်ပြူထောင်းလေးရောစီချက်ချက်ဖို့အစင်းဖြစ်နေပါပြီရှင်။စီပူလာပြီဆိုရင်ရှာကောပါကိုလေးထက်ရှောက်ကောပေါက်ကလေးမှုလာပြီဆိုကျက်သွန်ပြူထောင်းထားတာလေးထက်အဲ့ဒါလေးကျွတ်ရဲလာပြီဆိုရင်စီချက်မှုလေးရရှိပါပြီရှင်။ဒီချက်ပြီးသွားရင်စင်ခောက်ဆွဲလေးကိုရင်းနှီးထဲမှာထည့်ပြုတ်ခောက်ဆွဲလေးအီလိုက်ဆိုစကားလေးနဲ့စီလေးနဲ့နေထားပေးပါမယ်ရှင်။စီချက်ခောက်ဆွဲပြင်ဆင်ဖို့ရန်ကြက်ပြုတ်ရည်ရဲ့ကြက်သားပြုတ်ပြီးသားအမြင့်မြင့်လေးတွေပေါ့နော်ကြက်သားပြုတ်ထားတာတော့မပြတော့ပါဘူးရှင်ရှာကောပကောစီချက်လေးရဲ့ကျမရဲ့သုံးမျိုးဆက်လေးရဲ့ကြက်သွန်မိတ်ကလေးရဲ့တပီခောက်ဆွဲကိုပြုတ်ပြီးစီနဲ့နေထားတာလေးရဲ့အစင်သစ်ဖြစ်ပါပြီရှင်စီချက်ခောက်ဆွဲစပြင်ဖို့ရန်ကြက်သားမုံလေးထည့်ထားပါမယ်ကျမရဲ့သုံးမျိုးဆက်လေးလည်းထည့်ထားပေးပါမယ်ရှင်သုံးမျိုးဆက်လေးထည့်နည်းလေးကိုနောက်ရက်ထည့်ပြမယ်နော်အမေရှာကောပကောစီချက်မွေးလေးလည်းထည့်ထားပေးပါမယ်ရှင်ဟာကြက်ပြုတ်ရည်လေးလည်းထည့်ထားပေးပါမယ်ပြီးရင်သမအောင်မှွေပြီးတော့ခောက်ဆွဲလေးထည့်ပြီးတော့နောက်ထပ်သမအောင်မှွေပြီးရင်ကြက်သားပြုတ်ပြီးသားတာလေးထည့်ကြက်သွန်မိတ်လေးထည့်နောက်ပိတ်ဆုံးမှာအဲစီချက်မွေးတွေကကျက်သွန်ပြူကျွတ်လေးတွေပေါ့အဲ့လိုလေးလိုက်ဆန်းလိုက်ရင်ဖြင့်အရန်ကိုစားခြင်းစပွဲရှိလာတဲ့စီချက်ခောက်ဆွဲရည်ရရှိပါပြီရှင်တွန့်ချင်းလေးလုပ်ဖို့ရန်စသားမှုန့်ထည့်တကြားလေးထည့်စားလေးထည့်တံမြာသီးလေးညှစ်လိုက်မယ်ဆိုရင်ဖြင့်စီချက်ခောက်ဆွဲနဲ့အရန်ကိုလိုက်ဖက်တော့စက်တွန့်ချင်းလေးရရှိပါပြီရှင်။ကျင်စရာစသားစီချက်ခောက်ဆွဲလေးရဲ့သူနဲ့လိုက်ဖက်တော့စက်တွန့်ချင်းလေးရဲ့ရရှိပါပြီရှင်။ဒါမမေစားဖို့အတွက်ပြင်ဆင်ပေးထားတဲ့ပွဲလေးဖြစ်ပါတယ်ရှင်။စားပါပြီ။ကျမကိုယ်တိုင်လုပ်တဲ့စီချက်ခောက်ဆွဲစသားစီချက်ခောက်ဆွဲအပီကျန်းနဲ့မကျန်းဒါပဲကျန်တော့။အဲ့တဲ့ရောလာကျွေးလိုက်တယ်ကျမဒါပဲစားမဲငရုတ်ကောင်းလေးဟိုငှက်ကလေးထည့်မဲ့ပြလိုက်ရလို့နော်ငရုတ်ကောင်းလေးရောအုပ်စားအရင်ကောင်းလို့ငရုတ်ကောင်းလေးအုပ်ပြငရုတ်ကောင်းလေးအုပ် special ကောင်းမှာကောင်းကဲချစ်တို့ရင်ခုံမယ်တမဲချက်တုံးချင်းလည်းရှင်းတယ်ခွန်လိုက်ပါပြီတူသုံးဆောင်ကြဆုံးနော်ဟိုလိုကောကောအဲ့ဒါတွေကလည်းပြောရင်ဆိုင်အောင်ဖွင့်လို့ရတယ်တဲ့ကျမလည်းရအောင်အရင်စကောင်းလို့လေမေရဟာကောင်းလို့အမျိုးဟိုလည်းရအောင်ဟုတ်မဖြစ်ကောင်းလို့ကျတော့ဟင်းကောင်းနေခရစ်စမတ်ဆိုတော့ခရစ်စမတ်လည်းဖြစ်တယ်ဖုံဖုံကြောက်မနက်ကစွန်ကြိုင်ပွဲစွန်ကြိုင်ပုံမဲ့ကိစ္စတွေရောဒီစီချက်ဟာဆိုလုံးမဲ့ကိစ္စရောမလေးတနေုံလုံးကိုမနာအောင်ဧည့်သည်တွေလာတော့ကျွေးမွေးတကယ်မနာတော့လေဟာလုံးမအားလေးနဲ့ထား妈今天个不是我，妈妈讲，明干嘛呢？哎呀，对，俺来拉回第二个吧是。我讲嘛，他们啥？我那他们没办法，俺那两个吧。妈你妈我，我们讲爱在干啥？妹妹在杀牛，爱在哪？爱在就来着。ကျတို့လည်းလှုပ်စားကြည့်နော်နေမကောင်းဘူးအားလုံးပဲ Merry Christmas နော်အမလေးဒီကောင်တော့လာမင်းဟိုစွန်ချိုင်ပို့တယ်လေစွန်ချိုင်ပြင်ဆင်တဲ့ plot လေးကိုတော့မနေ့ဖြန်မှာတင်ပေးမယ်နော်ဒီညတော့စီချက်ခါဆွဲလောက်စားတဲ့ plot လေးပေါ့နော်မနေ့ကစွန်ချိုင်ပို့တဲ့အစီအစဉ်လေးကိုတော့နောက်နေ့ပြင်ပေးပါမယ်ရှင်
blog လေးကတော့ဒီနေ့လေးဒီလောက်ပါပဲရှင်ဘလို့ကျမ blog လေးကိုအဆုံးထိကြည့်ရှုပြီးအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းအရန်ချစ်ပါနောက် blog တွေမှာပျော်ရွှင်စွာပြန်တွေ့ကြမယ်နော်အားလုံးပဲတတ်တာ